အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Korea Style Spicy ကြက်ကြော်ကြွကြွရရလေးအိမ်မှာလွယ်ကြော်စားပြစ်လို့ကြော်နီးလေးကိုလာမျှပေးတာပဲဖြစ်ပါတယ်ရှင်ဒီနေ့လေးဟာဆိုရင် Spicy ကြက်ကြော်စားကြင်လာတဲ့အခါတိုင်းဆိုင်မှာဝယ်စားကြရမလို့ပဲအိမ်မှာပဲလွယ်လွယ်ကူကူကြော်စားလို့ရတဲ့နည်းလေးပဲဖြစ်ပါတယ်ရှင်လှုပ်ဆက်ကြည့်ကြပါအောင်နော်ပထမဦးဆုံးကျန်းရင်ပုံသားလေးတွေကိုအသင့်တဲ့အနေထားလေးတွေလှီးပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့ကြက်သားတွေကိုအကြောမုံထမင်းစားစွန်းနဲ့၄စွန်းလောက်ကိုထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးသားပြီဆိုရင်တော့အသားမုံလက်ဖက်စားစွန်းတစ်စွန်းနဲ့ငရုတ်ကောင်းမုံတို့ကိုလည်းထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့ကြက်ဥနှလုံးနဲ့ရေနှဲငယ်တို့ကိုထည့်ပြီးရသားစိတ်ဝင်သွားတဲ့အထိနဲ့ပေးသွားလိုက်ပါမယ်ရှင်ဒီနေရာမှာကြက်ဥလေးထည့်လိုက်မှာပို့ပြီးတော့ရသားကစားလို့ကောင်းမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့မုံနေနေထားတဲ့ကြက်သားလေးတွေကိုစီပူပူထဲမှာမိအေးအေးလေးနဲ့ကြော်သားပေးလိုက်ပါမယ်ရှင်ကြက်သားလေးတွေကိုကြော်တဲ့အခါမှာလည်းစိတ်ရှိလေးနဲ့ကြော်ပေးသွားပါမယ်ရှင်ခုလိုမျိုးလေးရဲလာပြီဆိုရင်တော့အခြားတစ်ဖက်ကိုလည်းလှမ်းပြီးမိအေးလေးနဲ့ဆက်ကြော်သွားပေးလိုက်ပါမယ်ရှင်အားလုံးလည်းကြက်သွားပြီဆိုရင်တော့အခုလိုမျိုးလေးဆက်ထည့်ပြီးစစ်စစ်ပေးထားလိုက်ပါမယ်ရှင်ဆော့ပြုလို့ရတဲ့အတွက်စပိုင်စီအနစ်ကိုထမင်းစားစွန်းနဲ့လေးစွန်းစာကိုထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့ခရမ်းကျင်သီးစောထမင်းစားစွန်းနဲ့နှစ်စွန်းစာကိုလည်းထည့်ပေးထားလိုက်ပါမယ်ရှင်ပြီးတာနဲ့သူ့ထဲကိုအသားမုံလက်ဖက်စားစွန်းတစ်စွန်းတခြားလက်ဖက်စားစွန်းနှစ်စွန်းနဲ့ငရုတ်ကောင်းအနှဲငယ်နဲ့နှမ်းတို့ကိုလည်းထည့်ပြီးရတာနှက်ဆက်သွားတဲ့အထိမှုပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့နောက်ဆင်းထားတဲ့ကြက်သွန်ပြူလေးတွေကိုမှုေးပြီးတော့ရဲလာတဲ့အထိစီတက်ပေးသွားလိုက်ပါမယ်ရှင်စီတက်ထားတဲ့ကြက်သွန်ပြူလေးလည်းရဲလာပြီဆိုရင်တော့ခုနကဆက်ထားတဲ့စောနင်ကလေးတွေကိုထည့်ပြီးတော့ချက်သွားပေးလိုက်ပါမယ်ရှင်အခုလိုနေထားမျိုးလေးရလာပြီဆိုရင်တော့ခုနကစီးစစ်ထားတဲ့ကြက်ကြော်လေးတွေကိုပါတစ်ခါတည်းထည့်ပြီးကျွေးရလာတဲ့အထိနောက်ထပ်တစ်ခါကြော်ပေးသွားလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့ကျွေးရလေးနဲ့စားလို့လည်းရန်ကောင်းတယ်ကိုရီးယားစတိုင်းစပိုင်စီကြက်ကြော်လေးကိုစားလို့ရပါပြီရှင်ဗီဒီယိုလေးကိုစဆောင်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်